Hello အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေသူစားတို့စာတူလေးလာလိုက်တာပြေးလေးနဲ့ပေါင်းဆက်သရလေးတောင်ရောက်သွားပြီအရင်စာလေးတွေလည်းရပြီလို့မျှော်လင့်နေနားမလဲတဲ့နေရာရှိရင်လည်းပြန်မေးလို့ရပါတယ်လို့ဒီစာလေးကတော့နည်းနည်းလေးကိုလိုက်မှတ်ရပါမယ်ဒီစာလေးလိုက်မှတ်မယ်နော်အတန်ထွက်လေးတွေပါရေးပေးထားတယ်နော်အတန်ထွက်လေးတွေပါရင်ပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်နောက်ပိုင်းကျတော့အတန်ထွက်လေးတွေဖြုတ်ပြီးမယ်အတန်ထွက်လေးဖြုတ်လိုက်ပို့ပြီးတော့စာပို့ရတယ်လေနော်နောက်ပိုင်း level မြင့်လာရင်စာကြောင်းတွေအများတော့အကုန်လုံးအတန်ထွက်နဲ့လိုက်ရေးလို့မရဘူးလေဟုတ်တယ်မလားစကားပြောတာလည်းကြာသွားပြီဆိုတော့စာလေးလိုက်ရွတ်မယ်နော်အခုကဘာနဲ့ပေါင်းပါလဲပြီးရယ်ပေါင်းဆက်သရရယ်အရင်တစ်ခါပါတင်ခဲ့လဲပြီးရယ်သရရယ်ဟုတ်တယ်မလားကဲလိုက်ဆိုကြည့်မယ်နော်လိုက်ရွတ်မယ်နော်လူကရယ်အေရယ်ပေါင်းမယ်ကဲနော်ကဲသူ့ကျတော့အကုန်လုံးတတန်ပဲထွက်ရပါမယ်အရင်တစ်ခါလိုမျိုးတတန်တစ်ချောင်းတက်ဆိုတတန်ထွက်နှစ်ချောင်းတက်ဆိုနှစ်တန်ထွက်ဆိုပြီးမရှိပါဘူးเนาะအကုန်လုံးတတန်နဲ့ပဲထွက်ရပါမယ်ကဲပြန်လိုက်ဆိုပါဦးကဲဒါလေးတွေပဲကြည့်ရပါမှာเนาะဒီဘက်ကဟာလေးတွေပဲကြည့်ရပါမယ်ဒီဘက်ကဟာလေးတွေတိအောင်ရေးပေးထားတာပါကရေလို့မထွက်ဘူးเนาะကဲပဲကဲနောက်တစ်ခုရယ်အေးရယ်ပေါင်းရင်ကဲနောက်တစ်ခုကရယ်ရယ်ပေါင်းရင်ရယ်မဟုတ်ဘူးเนาะကဲပြန်လိုက်ဆိုပါဦးကဲနောက်တစ်ခုကရယ်ဝါရယ်ပေါင်းရင်ကွာဒါလေးတခြားမှတ်ပေးပါနော်တစ်ခါကြာရင်စာလုံးလေးတွေတွင်ရောတက်လို့ပါရယ်ဝေရယ်ပေါင်းရင်ကဝေမဟုတ်ဘူးနော်ကွယ်ရယ်ဝေရယ်ပေါင်းရင်ကွယ်နောက်တစ်ခုရယ်ဝေါ်ရယ်ပေါင်းရင်ကောရယ်ဝဲရယ်ပေါင်းရင်ကွယ်ရယ်ဥရယ်ပေါင်းရင်ကွီနောက်တစ်ခုရယ်ဥရယ်ပေါင်းရင်ကွီရမယ်နော်ပြန်လိုက်ဆိုမယ်နော်ကဲကွာကွယ်ကောကွယ်ကွီရမအတန်ထွက်လေးတွေတူတာလေးတွေရှိတယ်နော်ဒါမဲ့ရေးပေါက်ရေးနီးရဲ့အဓိပ္ပာယ်ရဲ့မတူပါဘူးဒါလေးတော့သတိထားပေးပါပြန်လိုက်ဆိုပါဦးနောက်တစ်ခါတော့ကဲကွာကွယ်ကောကွယ်ကွီနောက်တစ်ခုပါလာလဲနော်သူ့တော့အတန်ထွက်လေးတွေနဲ့ကြက်ရမယ့်ဟာလေးပဲရေးပေးထားပါတယ်ပေါင်းတာလေးတော့မထည့်တော့ဘူးလေစာရည်တာချုပ်နေမှာဆိုလို့အဲ့ဆိုမယ်နော်ဘယ်လိုထွက်မလဲနဲ့ဒါကိုလေနဲ့နွားနွယ်နော်နွယ်နွီနောက်ခေါက်လိုက်စုမယ်နဲနွားနွယ်နော်နွယ်နွီရမယ်နော်နောက်တစ်ခုတ
Đế 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 Đoá Đuế Đuế Đố Đuế Đuý Đuý နောက်ခေါက်စီဆိုပြပေးမယ်နော်ဒါလေးတွေကလွယ်ပါတယ်ဒါလေးတွေကအရင်လွယ်လို့ပါပြန်လိုက်ဆိုမယ်တဲ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 တွာတွဲတွဲတော့တွဲတွီတွီနောက်တစ်ခုရရေတူလေလို့လည်းဖတ်လို့ရတယ်နော်ရေ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 ရာရေရေရောရေရီရီကိုရီးယားစာလေးတွေမြန်မာအတန်ထွက်နဲ့လိုက်ရေးမယ်ဆိုရင်နည်းနည်းစင်တူလောက်ကြည့်ပဲရေးလို့ရပါတယ်တရားရခိုင်တော့တူအောင်တော့ရေးလို့မရပါဘူးဒါလေးတော့သတိထားကြည့်ရှင်ပါတယ်လူစားတော့အသက်နိုင်ဆုံးစင်တူအောင်ရေးပေးထားပါတယ်အကုန်လုံးလဲကြည့်ရတာနားထောင်ရတာအဆင်ပြေအောင်လုပ်ပါကဲပါနောက်တစ်ခေါက်လိုက်ဆိုမယ်ရေ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 ရာရေရေရောရေရီရီအဲ့ဒါဆိုရင်အစားကနေပြန်ပြီးတော့လိုက်ဆိုကြည့်မယ်ကဲ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 ကွာကွဲကွဲကိုကွဲကွီကွီဒီအလေးပထမဆုံးတစ်ခုကိုရပြီဆိုရင်အောက်ကဟာတွေကအကုန်လုံးရပါတယ်ပထမဆုံးတစ်ခုကိုတေချာလေးကြက်လိုက်မယ်နော်တေချာလေးကြက်ပြီးရင်တေချာလေးကြက်လိုက်လို့ရှိရင်အောက်ကဟာတွေတအားကြီးအကုန်လုံးလိုက်ကြက်စရာလည်းမလိုအကုန်လုံးစင်တူတွေပဲဆိုတော့တပုံစံနဲ့တွေပါပဲကာနာဒါလေးတွေပဲပြောင်းတော့တာအတန်ထွက်တွေလည်းအကုန်တော်တော်များများတူပါတယ်နော်ကဲပါနောက်တစ်ခုနေ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 နွားနွဲနွဲနော်နွဲနွီနွီနောက်တစ်ခုတဲ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 တွာတွဲတွဲတော့တွဲတွီတွီနောက်တစ်ခုရရေ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 ရာရေရေရောရေရီရီနောက်တစ်ခုကြည့်မယ်နောက်တစ်ခုကမလွယ်ပါတယ်နော်ဒါလေးတွေအရင်လွယ်ပါတယ်မဲ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 မွာမွဲမွဲမောမွဲမွီမွီနောက်တစ်ခါရွတ်ပြမယ်နော်မဲ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 မွာမွဲမွဲမောမွဲမွီမွီကဲဒါဆိုနောက်တစ်ခုတော့မယ်နောက်တစ်ခုပါလာလေပငုံလောက်စင်တူပဲနော်ပေ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 ပွားပွဲပွဲပေါ်ပွဲကွီကွီနောက်တစ်ခါပေ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 ပွားပွဲပွဲပေါ်ပွဲကွီကွီနောက်ဆုံးတစ်ခုစစေ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 စွာဆွဲဆွဲစောဆွဲဆွီဆွီပြန်လိုက်ဆိုပါဦးစေ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 စွာဆွဲဆွဲစောဆွဲဆွီဆွီ
အားလုံးရကြပြီထင်တယ်နေ့ဟာကိုနောက်ဗီဒီယိုမှာပြန်ပြီးတင်ပေးပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ